အားလုံးပဲမင်္ဂလာပါ eSport Channel ရဲ့အောင်မြင်ရတဲ့အောင်ပွဲကြိုသုံးသက်ချက်အစီအစဉ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အင်္ဂါည Champion League ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ Arsenal နဲ့ Atletico အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်လန်ဒန်နာဘီမှာဖူဟန်ကိုအနိုင်ယူခဲ့တဲ့ Arsenal ရဲ့ခြေစွမ်းဟာကောင်းပေမဲ့မာကျုံမှုအားနည်းတယ်လို့တော့ထင်ရပါတယ်အထူးသဖြင့်ဆာကာရဲ့စူးစမ်းအားထုတ်မှုတွေကနေပဲတွင်းကိုးတွေကိုရယူထားခဲ့တာဖြစ်ပါတယ် Arsenal ရဲ့ပြန်ပွဲဆုံးနောက်ဆုံး၅ပွဲကိုပြန်ကြည့်ရင်လည်းတပွဲတကူနဲ့အထက်တွင်းနိုင်ခဲ့တဲ့ပွဲစဉ်ဟာတပွဲရာရှိခဲ့တာတွေ့ရပါတယ်ဒါကြောင့်လက်ရှိ Arsenal ရဲ့တိုက်စစ်လမ်းကြောင်းကတော့ခက်ပြော့ပြော့ပဲလို့သုံးသပ်ထားချင်ပါတယ်ပြန်ပွဲဆုံးအင်ကွင်းနောက်ဆုံး၃ပွဲဆက် clean sheet ရယူထားနိုင်တဲ့ Arsenal ရဲ့ခံစစ်လမ်းကြောင်းကတော့ပုံမှန်ထက်ပိုပြီးတော့အားကောင်းနေတယ်လို့ပြောမှာပဲဖြစ်ပါတယ်ဒီကိုကတော့လာလီဂါမှာအဆင့်၄တွင်ဝင်ရောက်ဖို့တေချာရပြီဖြစ်တာကြောင့်ချန်ပီယံလိဖက်ကိုအပြည့်အဝအားဆိုင်လို့ရနေပါတယ်ဒီဟာဒီလာလီဂါ34ပွဲမှာ58ကိုတွင်ယူထားနိုင်တဲ့ဒီကိုရဲ့တိုက်စစ်ကပုံမှန်ထက်ပိုပြီးတော့အားကောင်းနေတာပါနောက်ပိုင်းလာလီဂါပွဲစဉ်တွေမှာအားဆိုင်ထုံမှုတိတ်မရှိတော့ပေမဲ့ချန်ပီယံလိကွာတာဖိုင်နယ်မှာဘာစီလိုနာလိုအသင်းကိုဖြိုချနိုင်ခဲ့ရဆိုတာကိုတော့လုံးဝမေ့ထားလို့မရပါဘူးဂူလီယာနိုစီမီယိုနီလုတ်မန်အေဗာရက်စ်နဲ့ဂရစ်မန်တို့လိုကစားသမားတွေကအာဆင်နယ်ကိုဒုက္ခပေးနိုင်စွာအပြည့်ရှိနေပါတယ်အဝေးကွင်းနောက်ဆုံးနှစ်ပွဲမှာဒီကိုရဲ့တိုက်စစ်ကတပွဲနှစ်ကိုရအောင်ကစားနိုင်ခဲ့ပါတယ်နောက်ထပ်အကြိုက်တပွဲရေးချင်မှုကို eSport ရဲ့ Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ် Channel ကို join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ဆိုတော့ Arsenal ဟာ DRD Premier League မှာရော Champion League မှာပါအင်ကွင်းဆန်းဆောင်ရဲ့အကောင်းဆုံးအသင်းမှာတစ်ဖက်က Atletico ကတော့ La Liga မှာရော Champion League ပြန်ပွဲမှာပါအဝေးကွင်းအတော်အားနည်းတဲ့အသင်းဖြစ်ပါတယ်ဒီလိုအင်ကွင်းအားအကောင်းဆုံးအသင်းနဲ့အဝေးကွင်းအားနည်းတဲ့အသင်းနှစ်သင်းတွေ့ဆုံမှုမှာ Arsenal ရဲ့အချိုးပေးမှုကအနည်းငယ်ပျော့ရှလွန်းနေပါတယ်ဆိုတော့ Arsenal တို့ဒီညမှာငကိုးပြက်အနိုင်ရဖို့ခက်ခဲနေတယ်လို့ယူဆမိတဲ့အတွက်ဒီညမှာတော့ Atletico နဲ့ပဲစွန့်စားကြည့်ချင်ပါတယ်ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ